မနေ့တုန်းက comment တစ်ခုမှာ HEAR နဲ့ HERE ရဲ့အတန်ထွက်အကြောင်းမေးထားတာလေးရှိတယ်။အဲ့ဒီ comment ကို direct reply လုပ်လို့မရလို့ဒါလေးရိုက်ပြတာပေါ့နော်။အင်္ဂလိပ်စာမှာ homophones တွေဆိုတာရှိတယ်။သူကတန်တူအကြောင်းခွဲလေးတွေစလုံးပေါင်းတော့မတူဘူးဒါပေမဲ့အတန်ထွက်ကတူတယ်။အဲ့ထဲမှာ HEAR နဲ့ HERE လည်းပါတယ်။ HEAR hear ကြားသည် verb ဖြစ်တယ်။ HERE hear နေရာကိုပြတာဒီမှာလို့ပြောတာအဲ့ဒီတော့ example လေးပြောပြမယ် I can hear you I can hear you can you hear me ငါပြောတာကိုsorry နင်ပြောတာကိုငါကြားရတယ်ငါပြောတာကိုကြားရလားဟိုမှာကြတော့ I'm here ငါဒီမှာလေ I'm here အဲ့လိုမျိုးလေးပေါ့နော်ဆိုတော့ဒါတော့ example လေးပြောပြတာအဲ့ဒီတော့တချို့ကမေးကောင်းမေးလိုက်မယ်အတန်ထွက်တူနေတဲ့အတွက်ကြောင့်မို့လို့အတိတ်ပဲမတူတဲ့ဥစ္စာကိုဘယ်လိုလောက်ခံမှန်းမိမှာလဲစာရေးတဲ့အခါကျရင်ပေါ့နော်တကယ်တော့8 parts of speech ပေါ့နော်ဝါစင်ကရှင်မျိုးကိုလည်းကိုတေချာနားလဲတဲ့ grammar သဘောတရားလေးကိုလည်းနားလဲတယ်ဆိုလို့ရှိရင်အဖြေကရှင်းရှင်းလေးပါ I can't hear you ငါနင်ပြောတာကိုကြားရတယ် can ရဲ့နောက်မှာ verb ပဲလိုက်တယ်နေရာကိုဖော်ပြတဲ့ HERE hear ဘယ်လိုမှလိုက်လို့မရဘူးအဲ့တော့ I can't hear you can you hear me မှာ HEAR hear ကြားသည်ဆိုတဲ့ verb ပဲလိုက်မယ် I'm here ငါဒီမှာလို့ပြောတဲ့အခါမှာ I'm here I am here I'm ရဲ့နောက်မှာ verb လိုက်တယ်ဆိုလို့ရှိရင် present continuous ဆိုရင် HERING hearing ဖြစ်သွားလိမ့်မယ်အကယ်၍များ voice ဖြစ်တယ်ဆို passive voice ဆိုရင်လေ passive ဆိုရင်လေ HER မဟုတ်ဘဲနဲ့ HERD ဆိုတဲ့ possessive adjective ဖြစ်သွားလိမ့်မယ်အဲ့လိုပဲဖြစ်မှာအဲ့တော့ HER တဲ့လိုက်ဖို့ဆိုတာ am ရဲ့နောက်မှာဘလို့မှမဖြစ်နိုင်ဘူး I'm here ငါဒီမှာနေရာကိုဖော်ပြတဲ့ HERE ပဲဖြစ်မှာဒါကြောင့်မို့လို့အတန်ထွက်တွေတူတယ်ဒါဆိုရင်စကားတစ်ခုတော့ကြားလိုက်တာနဲ့စာတစ်ကြောင်းကိုဖတ်လိုက်တာနဲ့ကြားလိုက်တာနဲ့အတိတ်ပဲရောထွေးသွားမှာပေါ့လို့ထင်ရင် no ပါလို့ဖြစ်ချင်ပါတယ်အဓိကတော့ကိုက8 parts of speech ကိုနားလည်ရမယ်အခြေခံ grammar သဘောတရားကိုနားလည်ရမယ်ဒါဆိုလို့ရှိရင်အဖြေကလုံးဝရှင်းရှင်းလေးဖြစ်သွားပါလိမ့်မယ် okay ဒါတော့လမ်းကြုံပြပြတာဖြစ်ပါတယ် thank you so much ပါနည်းနည်းလေး video ရှင်းသွားပါပြီ